ဒီနေ့ကကျမတို့ Watch family ကိုနှစ်မျိုးလေးသွားပေးမယ်ပေါ့နော်နှစ်တွဲသွားပေးမယ်အဲ့မှာခါရ ready center လေးပါမယ်ပေါ့နော်တစ်ချက်လောက်ကြည့်ကြဒီမှာဆိုလို့ရှိရင် app 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 cap အနောက်မှာကျမတို့တစ်စက်ကလေးပေးလိုက်မယ်နော် letter P sound ကလေးကအပေါ်နှခမ်းနဲ့အောင်နှခမ်းထိမယ် cap cap app map 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 app tab 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 app nap 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 app gap 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 အဲ့တော့ဒီမှာ app family နဲ့ပတ်သက်ပြီးတော့ဒီမှာကျမတို့ဒီနေ့ reading sentence လေးပါမယ်ပေါ့နော်အဲ့တော့ဒီမှာအခုပါမယ့် sentence မှာကျမတို့က sign word အတစ်ကလေးတစ်လုံးပါတယ် he he ကကျမတို့ပြောရမယ်ဆိုလို့ရှိရင်သူကဒီ phonic နည်းနဲ့စာလုံးပေါင်းလို့မရဘူးလားဆိုတော့ရတယ်ဒါပေမဲ့ကျမတို့ sign word အနေနဲ့ပဲကလေးတွေကိုသင်တာများတယ်ပေါ့နော်အဲ့တော့သူကိုဒါနောက်ဆုံးမှာကျမတို့ open syllable အနေနဲ့နောက်ဆုံးမှာဒီ verb နဲ့အဆုံးသတ်ခဲ့မယ်ဆိုရင်သူတို့ရဲ့နာမည်ကိုပဲထည့်ရတာဒါတွေကကျမတို့ဒီ level 1လောက်မှာ CPC words တွေတင်တဲ့အချိန်လောက်မှာကလေးတွေကိုဒါတွေရှင်းပြဖို့မလွယ်သေးဘူးမလိုသေးဘူးပေါ့နော်ကလေးကိုမရှင်းပြတင်သေးဘူးဒါကြောင့်မို့လို့ဒီစာလုံးတွေကိုကျမတို့ကဒီ sign word အနေနဲ့တင်ပြီးတော့တစ်ခါတည်းထည့်ပြီးတော့မှတ်ရတာပေါ့အဲ့တော့ဒီ he ကလေးကိုကျမတို့ကဒီအရင်ရက်ကပြောထားတဲ့အတိုင်းပေါ့နော်တခြားနီးလေးတွေနဲ့အမှာ sign word တင်တဲ့နီးလေးတွေနဲ့ကလေးမှတ်မိအောင်အမျိုးမျိုးကျမတို့တင်ထားကူတွေလုပ်ပြီးတင်လို့ရတယ်ဒီတစ်လုံးပါမယ်ကျန်တဲ့ဟာလေးတွေကကျမတို့တည်ပြီးသားစာလုံးလေးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာအပေါ်ကဖတ်ထားပြီးသားစာလုံးလေးတွေကိုကြတော့ဒီမှာအရင်တည်ပြီးသားစာလုံးလေးတွေကိုအနည်းနဲ့ထည့်ထားပေးတယ်ပေါ့နော်ဒီမှာဆိုရင် he has a cap the cat naps အဲ့တော့ဒီမှာ app က nap အနောက်မှာ s ကလေးကျမတို့ဒီ grammar နည်းရ s ကလေးထည့်ထားတယ်ဒါကြောင့်မလို့ naps naps အနောက်မှာ s အတန်လေးကိုထည့်ပြီးဆိုလိုက်ရတာပေါ့နော်အရင်ကြီးခက်ခဲမဟုတ်ကလေးကလည်းဒါကိုဆိုနိုင်တယ်ကလေးတွေကဒီလိုရှင်းပြလိုက်တဲ့သူတို့ကအလားတူစလုံးတွေတွေ့ရင်လည်းသူတို့ဆိုနိုင်တယ်ပေါ့နော်အဲ့တော့ the cat naps on the map he has a cap the cat naps on the map နောက်တစ်ခုကကြတော့ဒီမှာကျမတို့ it family ပေါ့နော်နောက်ဆုံးမှာကျမတို့ letter D လေးနဲ့စုံတယ် letter D နဲ့စုံတဲ့အခါမှာကျမတို့တစ်ခုကလေးတွေကိုသတိပေးရမှာကဒီ sound ကလေးက d ဒါကိုကလေးတွေကဒီလိုလေးပေါ့ ed အဲ့လိုအတန်ထွက်ရမယ့်အချိန်မှာ d ဆိုတဲ့အတန်လေးကိုကလေးကမထိန်နိုင်မယ်လေပေါ့နော် ed တို့ ed တို့ဖြစ်သွားတတ်တယ်အဲ့ဒါလေးကိုတော့တစ်ချက်နောက်ကနေဒီကျမတို့ reading လုပ်တဲ့အစမှာလိုက်ပြီးတော့ပြင်ပေးဖို့တော့လိုတယ်ပေါ့နော် ed 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 bed 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 ကျမတို့ငယ်တော့ကမီနစ်နဲ့ကြက်ခဲတဲ့ခင်မှာတော့ကကျမတို့လွယ်အိတ်ကလည်း bed အိယာကလည်း bed နောက်ဆုံးတန်တာမပါဘူးเนาะ n နဲ့စမပါဘူးငှက်ကလည်း bed ဒီမှာဆိုလို့ရှိရင်ကျမတို့ငှက်က BIR ဒီလိုစလုံးပေါင်းတဲ့အချိန်မှာ IR sound ကဒီကတက်တက်ရှိတယ်เนาะသူ့မှာလည်းအနောက်တန်လည်းပါတယ်ကျမတို့လွယ်အိတ်ဒီလည်းထို့အတူပဲဒီမှာ BAG လို့ပေါင်းတဲ့အချိန်မှာလည်းကျမတို့ကသူ့မှာလည်းအနောက်တန်ကြီးဆောင်ပါမယ်အတန်ကမတူဘူးเนาะအလဲမှာရှိနေတဲ့ verb ကလေးတွေကလည်းမတူဘူးဒါကြောင့်မို့ဒီသုံးခုကအတန်မတူဘူးဒါပေမဲ့ဒါကိုမီနစ်ကျက်နေတဲ့ကလေးကတော့ခုချိန်ထိတူတူပဲထွက်နေအောင်ပါပဲเนาะအဲ့တော့ phonic တင်ထားတဲ့ကလေးကတော့ဒီသုံးခုကเนาะအတန်မတူဘူးဆိုတာသိသွားမယ်အဲ့တော့ဒါပေမဲ့ဒါကတော့ level 1လောက်မှလည်းသူကသိမယ်เนาะဒါကတော့ကျမတို့ phonic keys စဉ်ဆုံးအောင်သွားမှသိပြီเนาะ bed 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 red 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 ed
wed 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 ed fed 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 ed led 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 အဲ့ဒီမှာကျွန်တော်တို့ကခုနကဖတ်ခဲ့တဲ့စာလုံးလေးတွေနဲ့ပတ်သက်တဲ့ပေါ့နော် reader လေးဒီမှာပါတယ်ပေါ့နော်အရင်ကအဟောင်းလေးတွေလည်းပြန်ပါမယ်ပေါ့ကလေးတွေက there တို့နော် is တို့ကတည်ပြီးသားတွေဖြစ်နေတယ်အဲ့တော့ဒီထဲမှာကျွန်တော်တို့အစ်စ်အနေနဲ့က she she ကပါလာတယ်နော်အဲ့တော့ဒါကလည်းကျွန်တော်တို့ phonic နည်းနဲ့ပေါင်းလို့မရဘူးလားဆိုတော့ရတယ် open syllable အနေနဲ့အနောက်မှာကျွန်တော်တို့ဒီမှာ verb နဲ့အဆုံးတဲ့အခါမှာသူ့ရဲ့နာမည်လေးကိုပဲထွက်ပြီးတော့သွားရတာ s နဲ့ h နဲ့အတွဲလေးကကျမတို့က sh ဆိုတဲ့အတန်လေးထွက်တာအဲ့တော့ဒီအထိကကလေးကိုဒါတွေကရှင်းပြလို့မရသေးဘူး1မှာအဲ့တော့ဒါကို s h e she ကိုကျမတို့ကအမြင်ပါများတွေ့ပါများမှတ်မိတဲ့အနေနဲ့ side word ကိုသင်တဲ့အနေနဲ့ကလေးကိုတင်ထားမယ်ပြီးရင်ဒီစာကြောင်းလေးတွေဖတ်လို့ရပြီ she fed the cat she fed the cat The bed is red. The bed is red. ကဲအဲ့တော့ဒီထဲမှာတော့ကျွန်တော်တို့ဒီနေ့ပြပြခဲ့တဲ့ထဲမှာ side word တင်စရာနှစ်ခုရှိတယ် he he ရဲ့ပြီးလို့ရှိရင်she she ရဲ့နှစ်ခုရှိတယ်ပေါ့နော်အဲ့တော့ဒီနေ့ကတော့ဒီလောက်ပါပဲကျေးဇူးပါ